ဒီကောင်ကဒီကိုထွက်လာပြီလို့ရှိရင်ဒီမှာဒီအောက်ကျတဲ့ဟာကိုချိန်ထားတာမှတ်ထားဒီမှာတစ်မှတ်ဒီမှာတစ်မှတ်ဒီမှတ်ကမောင်းရင်လည်းရတယ်ဒီအမှတ်ကမောင်းရင်လည်းရတယ်ဒီအမှတ်ကမောင်းရင်လည်းရတယ်ဒီအမှတ်တွေကအသေးတွေမဟုတ်ဘူးဒီမိုမှာဒီပိုက်ဆွတ်မောင်းတဲ့အချိန်မှာဒီမှတ်ဒီကိုရောက်တယ်ဆိုပေမဲ့ဒီကောင်အနောက်ဆုပ်ဒီမိုအနောက်ဆုပ်လိုက်တာပဲဖြစ်ရှစ်တိုးလိုက်တယ်ဖြစ်ဒီအမှတ်ကပြောင်းသွားမှာအဲ့ဒီအချိန်ကျရင်မမောင်းတတ်သေးရင်နောက်တစ်ခါထပ်မှတ်ဒီလိုဒီအချောင်းဒီလိုထောင်နေအောင်ထားပြီးထပ်မောင်းအဲ့လိုမောင်းရမှာဥမာပေါ့နော်အခုဒီမှတ်ကဒီမှာရှိရနော်မကြည့်မိုဖြုတ်လိုက်မမိုနောက်ဆုပ်လိုက်ပြီတဲ့နော်မိုနည်းနည်းနောက်ဆုပ်လိုက်နည်းနည်းမိုမအားလောက်ဆုပ်လိုက်မကြည့်အမှတ်ကနေရာပြောင်းသွားပြီလားအမှတ်ကိုဒီမှာထားဆိုတာအဲ့လောက်ပြောချင်တာအမှတ်ကိုချိန်ရမယ်ဆိုတာနော်ပြီးဟာဘယ်နဲ့ကောမှမအလေးလေးဖြစ်သွားမှာပြပြပါဒီမှာကြည့်နော်ဒီအထိရယ်ကြည့်နော်ဒီအပွားနေကြည့်နော်ဒါမှမောင်းတဲ့လူကဒီဘက်ဒီမှာထိရယ်ဒီမှာထောင်နေဆိုလို့ချင်းမိုးရှင်းနေဆွဲအရန်ထောင်နေအဲ့လိုမဟုတ်ဘဲနဲ့ဒီကထိရယ်ဒီကထောင်နေဆိုလို့ချင်းမိုးအနောက်နဲ့ဆိုအနောက်ဆုပ်ဆိုဟိုဘက်ကိုတွန်းခိုင်းတာအရှင်းနောက်တောင်မြောင်းနဲ့မကြည့်နဲ့နော်အဲ့လိုလို့ဒါဒီတိုင်းဆိုရင်ဒါမောင်းလို့ကောင်းပြီဆိုရင်ပထမဆုံးစပြီးမောင်းမဲ့အချောင်းဆိုလို့ချင်းဒီမှာ1 2 3ခုမြောက်ကနေဒီလိုလေးခိုင်းဟမ်1 2 3ခုမြောက်ကနေဒီလိုလေးပဲထိတ်ရုံလေးပဲဒီမှာနော်လောက်ကကြည့်လက်တန်းဒီမှာထားထားတယ်လက်မဒီမှာထားထားတယ်ဒီမှာလက်ညှိုးကဒီမှာထားထားပြီးလို့ရှိရင်အခုကအမကြီးအခုကနေရာပြောင်းသွားတဲ့ဒီကောင်လေးကိုတို့လက်နဲ့လှည့်ပြီးတို့ဒီအချောင်းထွက်လာမယ်ချင်းချောင်းထောင်းထားတာဒီမှာ1မှန်2မှန်3မှန်4မှန်ဒါမှားပါနော်ဒီကောင်လေးမှားပါဒီကောင်လေးမဆိုင်တော့ဒီ4မှတ်ကအမှန်ပဲအခုလက်ရှိဒါမိုးချိန်လိုက်အဲ့တိုင်းပဲနော်အဲ့တော့ဒီမှာသူ့အမှတ်ဆိုလို့ရှိရင်အမှတ်တက်မှာမထားနဲ့အရှိကိုဒီလိုမျိုးတက်လက်မကွဲလောက်တက်လက်မလောက်ပို့ထားအဲ့လိုပို့ထားရင်ဒီမှာဓာတ်ရှိရဓာတ်နဲ့ထိမှမှုလို့ဒီအနောက်မှတ်မှာထားမယ်နော်ဒီမှာအနောက်မှတ်ရောက်သွားရင်နော်ဒီလောက်ကိုခွာထားပထမဆုံးစမှာခွာပြီးတော့တစ်ချက်တော့လက်နာရောက်ပြီမလားလက်နာရောက်နောက်နဲ့ဆွဲလိုက်ပြီးမောင်းချလက်တစ်ဖက်တည်းမောင်းတိုင်ပတ်လာပြီးနောက်တစ်ချောင်းမောင်းအလွန်မောင်းဒါအလွန်ချောင်းမောင်းဖြတ်တာတော့ကိုယ့်ဘက်ကိုပထမအချောင်းနဲ့ကြည့်ဖြတ်ဟလာပြီးဒီမှာကြည့်နော်ဒါသူရှိပြီးသားအကွက်တစ်ကွက်နှစ်ကွက်သုံးကွက်ပူလိုက်ပူပြီးလို့ရှိရင်